အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကဆိုရဲ့အကတော့ official YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာကတော့ရေးသားထားတဲ့စောထီဥပဒါနဲ့မောက်ပြားရီဆိုတဲ့အတွဲသုံးစာသင်30ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကကျော်မှတင်ဆက်ပေးတော့မှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာခံစားနာဆင်ရင်အားပေးကြပါအောင်ခင်ဗျာကျုပ်တို့ညာဒေသမှာလူသွင်းအာသုဘဆောင်တဲ့ဒလေးတစ်ခုရှိတယ်ဗျအစိမ့်သေးတွေပုံပြဆင်းပြသေးတဲ့လူတွေကိုတော့အားချင်းချကြပေမဲ့အများသောအားဖြင့်ကတော့3ရက်ဖြစ်ဖြစ်5ရက်ဖြစ်ဖြစ်ထားပြီးတော့စောင့်တဲ့ကြတယ်အရင်တော့ရွာဘက်မှာလားပြလားကွယ်ဆိုရင်လားပြမကြောင်ခင်မှာလားကွယ်မကြောင်ခင်မှာအချိန်ပိုင်းနိုင်ပိုင်းအတွင်းမှာမြေချတဲ့ဒလေးတစ်ခုရှိတယ်ဗျအခုနောက်ပိုင်းတော့အဲ့ဒလေးကပျောက်သွားပြီဘသူဖြစ်ဖြစ်မီးလောင်ရင်နဲ့ပုံပြဆင်းပြသေးတာမျိုးမဟုတ်ရင်အာသုဘအိမ်မှာအလောင်းစင်ထားပြီးတော့စောင့်ကြရတယ်ဗျရွာပြင်မှာတည်တဲ့လူဆိုရင်တော့ရက်တလေးရွာတလေးရွာပြင်မှာအလောင်းစင်ထိုးပြီးတော့ကာလာသားတွေကအလှည့်ကျစောင်းကြရတာပေါ့ဗျာအဲ့ဒီအာသုဘဆောင်းတဲ့တလေးကဘလို့ဖြစ်လာတယ်လဲဆိုရင်တော့ဒီလိုဗျအဲ့ဒီတော့ကျုပ်အသက်က10နှစ်ကျော်17နှစ်လောက်ပဲရှိအောင်ပဲဗျရွာပြင်လေထဲမှာအမကြီးတယောက်ကမွေကိုက်ခံရပါရောလားဗျအမွေကိုက်နေတာဘယ်သူမှမသိလိုက်ဘူးသူကလေထဲမှာချက်ပြုတ်ရင်းနဲ့ကြံနေခဲ့တာဗျသူ့မိသားစုတွေကတဲကိုပြန်လာကြတော့မှထင်းမုံနာမှာခွေခွေလေးလဲနေတာဗျဖြစ်ချင်တော့ရင်းနှီးကြိုးဖို့ထင်းမုံတွေကထင်းနိုင်ရင်းနဲ့ထင်းမုံထဲမှာဝင်ခွေနေတဲ့မွေသုံးကိုသွားကင်မိတယ်ထင်တာပါပဲဗျလက်ညှိုးနဲ့လက်မကြားမှာအဆွေရပေါင်း2ပေါက်ကထင်းနေတာပဲဗျသူ့မိသားစုတွေကတွေးတော့လူကမဲပြီးတော့တောင်းကျင်နေပြီတဲ့ဗျကိုက်ချင်းသိရင်တော့အဲ့ဒီမွေကိုဖမ်းမိမှာဗျအခုကဘယ်ချိန်တည်းကကိုက်ထားမှမသိတော့မွေရလည်းဘယ်ရောက်တော့မှမသိဘူးပေါ့သူ့မိသားစုတွေကလေတွေကနေပွေပြီးတော့ခေါ်လာကြတော့ရွာထိန်မှာအခြားလူတွေနဲ့ပြဿနာဖြစ်တာပေါ့ဗျအခြားလူတွေကစမ်းတက်ခြင်းနဲ့သိနေတာကိုတွေ့တာဟုတ်ဗျထုံးတဲ့အတိုင်းဆိုရင်တော့ရွာပြင်မှာတည်တဲ့မသားကိုရွာထဲကိုပြန်ထည့်ဖို့ထုံးစံရမရှိဘူးမို့လားရွာနာတယ်တဲ့ဗျအဲ့မှာပြဿနာတွေတိုင်ရင်နဲ့နောက်ဆုံးတော့ဆေးဆရာဥမကြီးကိုခေါ်လိုက်ရတယ်တင်းမသေးကိုအတီးပြုတ်ပေးဖို့ပေါ့ဗျဥမကြီးကရောက်လာပြီးတော့စမ်းသက်တယ်ဗျကျောက်ကလည်းငကိုတွေကဆက်စုတဲ့ကောင်ဆိုတော့အရှိဆုံးကနေသွားထိုင်ကြည့်နေတာပေါ့ဗျဒီမာကြီးကအသားခက်ဖြူဖြူဗျအသက်ကတော့16နှစ်သားသားအရွယ်ကောင်းလေးပေါ့ဗျကျောက်ကအဲ့တော့ငယ်သေးတာဆိုတော့အမာကြီးပေါ့ဒါမှမဟုတ်မွေးစိတ်တက်ပြီးတော့သေလို့လားမသိပါဘူးအသားကြီးကမဲချေလို့ဗျအထူးသဖြင့်မျက်ခုံနေဆိုရင်သွေးကြဥပြီးနောက်တနေ့အမဲကွက်ကြီးဖြစ်နေတယ်လို့မဲတူနေတာဗျဥမကြီးကပထမဆုံးလက်ကောက်ဝက်ကိုစမ်းတယ်နောက်တော့ခေါင်းခါပြီးတော့လေပင်ကိုစမ်းတယ်ဗျလူတယောက်သေးမသေးဆိုတော့သိအောင်အရင်ဆုံးလက်ကောက်ဝက်ကသွေးတို့ကိုစမ်းရတယ်ဗျလက်ကောက်ဝက်ကသွေးကိုစမ်းပြီးတယ်ဆိုရင်တော့အဲ့လူကသွေးပေါင်ကြီး80လောက်ရှိတယ်လက်ကောက်ဝက်မှာသွေးမတိုးတော့ဘူးဆိုရင်လေပင်ကသွေးကြောကိုစမ်းရတယ်လေပင်ကသွေးခုံတော့ကိုစမ်းပြီးတယ်ဆိုရင်တော့သွေးပေါင်ကြီးက90လောက်တော့ရှိသေးတယ်လို့ယူဆရတယ်ဗျအခုကလက်ကောက်ဝက်လဲစမ်းမမိလဲပင်လဲစမ်းမမိတဲ့ပြင်နှလုံးခုံမှာ